ဒီနေ့ကတော့အိမ်မှာတကြမ်းတန်းနေနောက်ဆုံးနေ့ဖြစ်တဲ့အတွက်မုံလုံးရေပေါ်လေးတငယ်လေးတွေနဲ့လုံးဆူရတာပါတယ်ဒီတော့ဒီဟာပြောင်းကောင်းရင်းမုံလေးကိုတုံးရပါတယ်မွေးဆန်သိမ်းမှုရပေါ့နော်ဆိုတော့လေးချိုးတစ်အချိုးလေးတုံးပါမယ်မြာကောင်းရင်းမုံကိုဆိုင်နေခွက်၄ခွက်ထည့်ပြီးတော့မှဆန်သိမ်းမှုကိုတစ်ခွက်ထည့်ပါတယ်ရေကိုတော့ဆိုင်နေခွက်တစ်ဝက်လောက်လေးရင်းထည့်ပြီးတော့မုတ်သားလေးနှံ့နေအောင်လို့နေပေးထားလိုက်ပါမယ်နောက်မှရေလေးကိုနည်းနည်းချင်းစီထည့်ပြီးတော့မှမုတ်သားလေးတွေကိုချင်းညက်တဲ့အထိနေပေးထားလိုက်ပါမယ်ဒီလိုမျိုးမုတ်သားလေးတွေကညက်ပြီးတော့ကြေလာပြီးဆိုမှမြာကထပ်ပြီးတော့ရေလေးအနှဲငယ်တွေရောပြီးတော့စားလေးနှဲငယ်ထည့်ပြီးတော့မှနေပေးထားလိုက်ပါမယ်ဒီလိုမျိုးနေရင်မှမုတ်သားလေးတွေကညက်ပြီးတော့မှမုတ်သားပုံစံမျိုးလေးဖြစ်လာပြီဆိုရှင်မှဖနှောက်လေးနဲ့တွန်းပြီးတော့မှမုတ်သားလေးတွေမာပါပါမှာဒီလိုမျိုးအနေထားမျိုးလေးရပြီဆိုလို့ရှိရင်တော့မုတ်သားလေးကရပါပြီမြာကတနားရီလောက်လေးမုတ်သားလေးကိုနှက်ထားလိုက်ပါမုတ်သားနဲ့လည်းမှညက်ခဲလေးတွေကိုပြန်မှလည်းမြာကမြန်မာထညက်ခဲမရှိတဲ့အတွက်ဒီနမှာသူရဲ့ဒီတင်လက်ခါလေးကိုပဲအတုံးလေးပေါ့နော်အားလေးတွေကိုလိုတော့အတုံးလေးတွေကိုတုံးလုံးပြီးတော့မှပကံလေးတွေကိုထည့်ထားလိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့အရသာရောကအချိုရောကအတူတူပဲမုံလို့အဲ့ဒီညက်လေးကိုသုံးမိထားပါတယ်မုတ်သားလေးရဲ့ ready ဖြစ်ပြီဆိုလို့ရှိရင်မကအောင်ကိုဟန်နေမုတ်တွေကိုပေါ်ကနေပြီးဖြူထားလိုက်ပါလို့ရှိရင်တော့မုတ်သားလေးကိုလုံးလို့ရှိရင်လက်မလေးနဲ့ဒီလိုတုံးလို့ရှိရင်တော့အနေကိုထညက်လေးထည့်လိုက်ပါမယ်ထညက်လေးထည့်ပြီးတော့ပြန်ပြီးပုံလိုက်ပြီးဆိုတော့အရန်ကိုချစ်ဖို့ကောင်းတဲ့မုံလုံးရေပုံလေးကိုရပါပြီဒီနေရာမှာပေါ့နော်မုတ်သားလေးဟာအရန်ကိုမှအီလေးနဲ့ပို့ပြီးတော့စားကောင်းပါတယ်ကြံကမှာအနုလောက်တာပဲဖြစ်အိမ်မှာလောက်စားတာပဲဖြစ်အရန်ကိုမှဆင်ပြရတယ်အုံးသီးကိုတော့ ready made လေးပဲသုံးမိထားပါတယ်ဒီမှာရေနွေးလေးတက်လာပြီဆိုလို့ရှိရင်တော့မုံလုံးရေပေါ်လေးထားလိုက်ပါမယ်မုံလုံးရေပေါ်လေးရေမှာဒီလိုမျိုးဘောလောက်ပေါ်လာပြီဆို10မိနစ်လောက်လေးထားပြီးတော့မှတကားလေးနဲ့စစ်ပြီးတော့ဒီမှာရေခဲရေလေးကို ready ပြင်ထားပါမယ်အဲ့ဒါရေခဲရေထည့်ပါမယ်ဒီမှာကညလောက်ကဝိုင်းသုံးတာဖြစ်တဲ့အတွက်မုတ်သားလေးကလုံးလုံးလေးမထွက်လာပဲနဲ့တချို့ဟာလေးရထညက်လေးကတုံးကြီးတော့ကွဲသွားတယ်ပေါ့နော်နောက်ဆုံးမှာတော့အုံးသီးကိုဖူးပြီးလို့ရှိရင်တော့အရန်ကိုစားကောင်းတဲ့မုံလုံးရေပေါ်လေးရပါအဲ့ဗီဒီယိုလေးသဘောကျရဆိုရဲ like and follow လုပ်ဖို့မမေ့ပါနဲ့နော်မတော့နောက်ဗီဒီယိုနဲ့တွေ့မယ်ဘိုင်ဘိုင်